today I ဒီနေ့တော့အလားပေါ့နော်tower ခမျိုးဖြစ်ပါတယ် slap tower လားဆိုတော့ဟုတ်ပါတယ် slap tower ပါဒါမဲ့အယောင်လူနဲ့ပါတယ်ပေါ့နော်အရန်လေးလွယ်ဒါမဲ့သူကထိတ်ဆုံးမှာဆိုတော့ခက်တယ်အဲ့တော့အလားနဲ့အတူတူခြုံလာနိုင်မလားဆိုတာစောကြည့်ကြအဲ့တော့စကြမယ်ပေါ့နော်ဒီနားမှာဆို secret နေရာရှိတယ် and then ဒါလေးကခုံမယ်ပေါ့နော် so easy right ဒီညမှာဆိုရင်တော့ယူလို့တည်တဲ့အတိုင်းထားပြီးသုံးရမယ်ပေါ့နော်ဒီညမှာဆိုအဲ့ဒါမှလွယ်တယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ခါရေးချော်ဖြတ်သွားလို့ရတယ် oh my god waitမရပါဘူးအာဟာဟာဒါမဲ့သူက slap ကိုအလကားရလားဆို no မရဘူးပေါ့နော် draw နဲ့နာမှာဆိုအလားပြမယ်မှာ draw နဲ့နေရတော့ဘူးမှမရှိဘူးတိတ်မရှိမကြည့်ဟာ slap ပေါ်လာတယ်လားလို့ပေါ်လာပြင်ပြောက်သွားတယ်ဆောနာဖင်ကားပြီးဒီပုံတက်လိုက်တာရှော့သွားတဲ့ခါအဲ့ဒါလည်းပြောက်တဲ့အောက်ကြားရွကြရင် die bro အဲ့တော့ဆော့မယ်ဆောနာဆိုနိုင်တော့မလို့ဖြစ်တယ်ဒါမဲ့တေးသွားတယ်ပေါ့နော်ဂျေဆူအောက်ပြုတ်ကြပြီတေးရတွေ့လားအဲ့လိုပါပဲဒါများရင်ဖင်ရှော့တယ်ဖင်ရများ don't say like it let's start off you ဒါကြတော့ဒါကြတော့အဲ့လားဘယ်လို record ယူရလဲဆိုတာအလားပြပြီးသွားပြီအလား YouTube အကောင့်လေးမှာတင်ထားတာပါဒါလေးထားအောင်တင်ပြပေးပါမယ်ရှင် comment ထဲမှာလည်း man ခဲ့ပေးဖို့ပြောချင်ပါတယ်အဲ့ဒါကြည်ထားတာတော့မမှန်းကြအောင်ယူကလည်းမှန်းကြပါကျမယူလို့မှန်တာကိုစောင့်မျှော်နေသူတယောက်လို့ပါကျမဆော့ပြီးမယ်နော်ဒါမဲ့ចောင်းဖွင့်တော့မရတော့ဒီ YouTube အကောင့်လည်းခွမ်းပြီကျမဖုန်းလည်း Spain မယ်တွေ့လားအဲ့ဒါကပြောရင်ဖြစ်ပါတယ်ဆိုအဲ့တော့တိတ်စိဆော့လိုက်ကြတာဗီဒီယိုရက်သွားဆိုမဟုတ်ဘူးเนาะဗီဒီယိုမြင်ဘူးလူကြီးကလှုပ်နေကျေးဇူးဒီညကျအနီးကထင်တန်းသေးတဲ့ဟာကြီးအဲ့နမှာသေးရလားဆိုမဟုတ်ပါဘူးရှင်ဒီညမှာလည်းမသေးဘူးခေဒီညဟုတ်ပါဒါကြ draw တဲ့နေရာပေါ့နော် draw တဲ့နေရာဆိုရင် तू က slap ကရတယ်မှာကြည့် slap ကရတယ် slap ကနှစ်ခုရလာတယ်တွေ့လားကိုင်လာလို့ရှိရင် slap ကဘာဖြစ်လို့နှစ်ခုရတယ်တော့မသိဘူးကျောင်းကတော့ဖွင့်တော့မယ်ပေါ့နော်25ရက်နေ့ကျောင်းလေးအပ်သွားပါရှင်ဒီညမှာတမသေးခဲ့တာလားဆိုတော့မဟုတ်ဘူးစနော်သေးမှာလဲကြောက်တယ်သေးမှာထပ်ပြကြတာရပ်ဖို့ဆိုးတယ်ကွာမျိုးစရာရဲ့အောင်ရေးဒီတာဟာဘယ်သူမှမရှိကြဘူးလား3ယောက်ပဲရှိအဲ့ဆိုလီးပြီးတော့ဘာဖြစ်လဲဆိုဒီတာဝါက3ယောက်တည်းရှိရဆိုမကောင်းစော့လို့မကောင်းတဲ့တာဝါမလို့အဲ့လိုတော့ရတယ်ရှင်ဒီပိုင်ရှင်ဒီဗီဒီယိုပိုင်ရှင်တွေ့လို့တော့သွားပြီငါတို့ဘလော့ကောက်ကတော့ခွန်းကျမတို့ဘလော့ကောက်တော်များတောင်းနေတာလို့ကျမဒီဘက်မှာရှင်ဒါပေမဲ့ YouTube မှာတောင်းတာမဟုတ် TikTok မှာရှင် Kin is me ဇက်ပါချပါရှင်အဲ့တော့ဘာတာဝါကိုရင်ကောင်းမလဲဆိုတော့အလာတို့ဒီတာဝါကောင်းမယ် push button tower 4ပေါ့နော်စနာလေး push button tower 1လေးဖြစ်ပါတယ်အဲ့တော့အချိန်သိမြအောင်မြင်မယ်ကောင်းမယ်လေဇူးလူရှိပါတယ်အောက်ကိုပြုတ်ကျသွားလို့ရှိရင်တောင်းမှမာတယ်တကယ်ကိုပြုတ်ကျတယ်လေကျမတို့ဆိုအောက်ဆုံးပြုတ်ကျခဲ့ဟဲ့ဘာဖြစ်လို့လဲ slap ကတော့မရဘူးတိတဲ့အတိုင်းပဲအဲ့တော့စခုံးမယ် let's go အများကြီးမှာလကား secret နေရာရှိရကျမတို့က secret နေရာစဆရာကြီးဆိုဒါပြောက်တယ်လားမပြောက်တော့ငါပြောက်တယ်ထင်အဲ့တော့ချူအောင်ပြောက်လို့ပြောက်တော့အစင်းအောင်လေးလားအစင်းအောင်လုံးဝမတိုက်ဘူးကျမအဝါရောင်မှအဲ့မှာသူမှမရှိကြဘူးလားဒီထဲမှာလဲလူကတော့မဆိုးဒါမဲ့နည်းတော့နေတယ်နော်ဘာဖြစ်လို့လဲမသိစဉ်းစားစီပါစရာရှင်ကိစ္စခုံတယ်မှာဟိုမှာတောင်းလာတာမေးပေးကြအောင်ဒီ log ပုံစံလေးနှိပ်ပြီးခေါ်ပါတယ်ဒီလိုပြန်မဆိုတော့လားအဲ့လိုခုံနေရအောင်ဆိုရင်တော့ is safe bro ဒီရ ID ဟဲ့လားတော်ချောတယ်အမလေးတွေရောပြီဟဲ့လားရောပြုံးကြ log လေးကိုနှိပ်လိုက်တာ oh my gosh Papo I like it let's start
အဝါရောလွယ်ပါလေဆိုဒါလေးကတော့လွယ်တယ်နောက်ဆုံးရောက်မှလေအဲ့အဖြူလေးကနေအနီဖြစ်သွားမှဒါဒီတိုင်းဒါမဲ့လွယ်တဲ့တာဝါကိုကြည့်လိုက်တော့သူကဒီလိုခုံတဲ့နေရာမှာကျတော့ခတ်သေးလေဘာဖြစ်လို့လဲ slam လုံးနဲ့နော် slam လုံးနဲ့နော် slam thank you slam လုပ်ပါဦးရှင်မာတယ် okay ရှင်းမဘူးလေရလူကတော့များဆိုပါတော့ဒီနေရာမှာရောက်နေကြဆိုတော့ကြာနေကြပြီချင်းနေပဲပြရတာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကို like ရ subscribe လေးလုပ်ခဲ့ပါဦးရှင်အဲ့တော့ဆော့မယ်နော်ဒါကြတော့ခတ်တယ်နေရဒီနေရာမှာပြုတ်ကြရင်ခွမ်းပြီးပြောသားပဲပြုတ်ကြတော့ဒါကြတော့ဒါဖြုတ်လိုက်ဒါဆိုရင်ဒီတော့အရေးကြီးဆုံးပဲသမားဒီဘာပဲလေးတော့နိုင်တာအမလေးတွေ့လားကျမပြောပါလေအဲ့ဖေဘက်ကနေဆိုမတန်ဘူးလို့ပြောရတယ်စားပလားဒီဘာလဲသူလည်းငါနာမည်တော်မေးသွားတယ်သူက line ချစ်နေရလားငါ line ချစ်တာအရေးမကြီးငါပြုတ်ကြနေပြီစကားမပြောတော့bro Halloween အဲ့တော့အားလုံးပဲပိုင်ဒီနေ့ဗီဒီယိုလောက်ပါပဲရှင်တာဝါလေးကတော့ခုံနာမပြီးလောက်တော့အဲ့ညမှာတင် draw နေကြဆိုတော့အမေဘိုင်ပေါ့နော်နင်းကျမရုပ်ကိုတေးချဖြူးဖြစ်ပြပါစေဒီမှာစီစတာပိုင်မှာဒီနေ့ဗီဒီယိုလောက်ပါပဲရှင်အားလုံးပဲပိုင်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ပါမယ်ပိုင်